ကျွန်တော်ရဲ့စေကျော်သက်အရွယ်ဒီ15-16လောက်ကနေစပြီးအသက်20လောက်ထိရန်ကိုစိုးရတယ်လို့ခံစားခဲ့ရတဲ့ပြဿနာ၄ခုရှိတယ်ပေါ့နော်စေကျော်သက်အရွယ်ပြဿနာပေါ့ရန်ကိုအဲ့ကာလအဲ့အခြေအနေတွေမှာတော့ဖြည့်ရှင်းခြင်းခဲ့တဲ့မဖြည့်ခြင်းခဲ့တဲ့တကူကြီးတန်ရှင်းကိုယ့်ရဲ့ကျန်းမာရေးနဲ့ဆိုင်တဲ့ပြဿနာတွေပေါ့နော်ဆိုတော့ပထမတစ်ခုကတော့အခုလေလာပြောထားတဲ့ဘောက်ရန်ထတဲ့ပြဿနာနောက်တစ်ခုကတော့ဝက်ချန်တွေမျက်နှာမှာအရန်ထွက်တာတတိယတစ်ခုကတော့ကျွန်တော်ခန္ဓာကိုယ်အလေးချိန်အရန်နေတာပြောရရင်တော့ပိန်တာပေါ့ဗျာကျွန်တော်အရန်ပိန်တဲ့အထက်မှာပါတယ်ဆိုတော့နောက်ဆုံးတစ်ခုကတော့ကိုယ့်ကိုယ်ပတ်စံမရှိဘူးလို့ခံစားရတဲ့broke ဖြစ်တယ်ရန်တန် broke ပေါ့အဲ့အချိန်တုန်းကလည်းဒီနေ့လိုမျိုးယောက်ျားလေးတစ်ယောက်ရဲ့ဒီတကူရီတန်ရှင်းရေးတို့ body grooming တို့နဲ့ပတ်သက်ရင်ပြောတဲ့သူကလည်းမရှိဘူးပေါ့နော်အဲ့တော့တစ်ခါကြောက်ရင်ကိုယ့်ဘာကိုတယောက်တည်းစိတ်ညစ်နေရတဲ့အခြေအနေမျိုးလည်းရှိခဲ့မှုတယ်ပေါ့နော်ဒီဘောက်ထတာကကျွန်တော်သက်16လောက်မှာစပြီးတော့ဖြစ်တာထင်တယ်အဲ့အရွယ်ကအဲ့ဒါကိုပြဿနာလို့မခံစားသေးဘူးဘာဖြစ်လဲထချင်လဲထပေါ့ဘယ်သူကြီးဆက်ရမှာလဲဆိုပြီးပေးတီးနေရမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တက္ကသိုလ်စတက်တဲ့အရွယ်လောက်အရောက်မှာဒီ main ကလေးတွေယောက်ျားလေး main ကလေးလိုမျိုးနည်းနည်းတည်မလား heat တက်လာတဲ့အချိန်မှာတော့ဒါကိုပြဿနာလို့စပြီးတော့ခံစားရတာမျိုးရှိခဲ့တယ်ပေါ့နော်ဥပမာကိုနဲ့တယောက်နဲ့တွေ့ဖို့ချိန်နေခေါင်းကရားလာပြီးတော့ကုတ်ခဲ့တဲ့အချိန်မှာအဲ့ဘောက်ဖက်အဖြူလေးတွေကထွက်လာသူကတော့ဘယ်လိုမြင်လဲမသိသေးခင်မှာကိုကကို confidence စကြပြီပေါ့နော်အဲ့ဒါနဲ့ဒီပြဿနာလို့ခံစားလာတော့ဖြည့်ရှင်းဖို့လိုက်ရှားရတယ်ပေါ့အဲ့တော့ ANA ဘာကြီးလည်းခင်မကောင်းသေးတော့ကျွန်တော်တို့ Google မှာရှာတာ blog post တွေဖတ်တာ forum တွေပေါ်တက်မေးတာအဲ့လိုနဲ့ပဲကျွန်တော်တို့အလုပ်ဖြစ်ခဲ့တဲ့ရိုးရှင်းဆုံးနဲ့အခြေခံအကျဆုံးဒီတစ်ခုတော့ရှိတယ်တစ်ခုရှိတာကျွန်တော်တို့ယောက်ျားလေးတွေကတောင်ကြပြနေတတ်ရမယ်ဒီအလှအပတို့ body grooming တို့ဒါတွေကိုတိတ်ပြီးစိတ်ဝင်စားမနေရဘူးအဲ့အကြောင်းတွေကိုစိတ်ဝင်စားနေရင်ကိုချက်ဖို့ကောင်းတယ်ဆိုတာမျိုးတွေ variation ရှိခဲ့တော့ခေါင်းလျှော်ရည်တွေပါတယ်ဆိုလဲတွေ့ရမြင်သုံးတာပဲတစ်ခါကြောက်ရင်သပင်တွေကလည်းယောက်ျားလေးတစ်ပါးကအတူဆိုတော့ဆက်ပြရည်ပိုင်းနဲ့လည်းကောက်လျှော်တာပဲလျှော်ခြင်းလဲလျှော်တယ်မလျှော်ခြင်းလဲမလျှော်တဲ့ခါမျိုးလည်းရှိတယ်ဆိုတော့အဲ့ကစတာပေါ့နော်ဒါဘောက်ပါလို့ထားလဲဆိုတာစပြောရင်မွေးကလေးကနေပြီးတော့ဘောက်ထားလာတဲ့ကလေးဆိုတာမရှိဘူးပေါ့ဒါကျွန်တော်တို့ရဲ့နေထိုင်ပုံနေထိုင်နည်းတွေကြောင့်ပဲဒီလိုမျိုးတကူရေးတန်ရှင်းပြဿနာတွေကဖြစ်လာတာမျိုးပေါ့ဘောက်ထားရခြင်းအကြောင်းရင်းတွေကိုလိုက်ရှာကြည့်တဲ့အချိန်မှာအကြောင်းရင်းတွေကတော့အများကြီးပဲအဲ့ဒီထဲမှာကျွန်တော်ဖြစ်ခဲ့တာရယ်ကျွန်တော်ဖြည့်ရှင်းခဲ့တာကိုပဲအဓိကfocus လုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးစက်ပြားတွေဘာတွေနဲ့လျှော်တာနောက်ခေါင်းလျှော်ရည်ဆိုလို့ရှိရင်လည်းဘာမှမသိဘူးတွေ့ရမြင်ရသုံးတာမျိုးလုပ်တဲ့အချိန်မှာဒီခေါင်းကအရေပြား6လာတယ်ပေါ့နော်ခေါင်းဦးရေပြား6လာတဲ့အချိန်မှာအဲ့ပေါက်ထားတဲ့ပြဿနာစဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒါကအခုလျှော်လိုက်အခုစက်ပြားနဲ့တိုက်လိုက်လို့တန်းဖြစ်တာမျိုးမဟုတ်ဘဲနဲ့ရေရှည်ငလာနဲ့ချီနှစ်နဲ့ချီလိုရင်းနေမှာဒီခေါင်းရဲ့ဦးရေပြားလည်းဒီစက်ပြားတွေရဲ့အာနိသင်တွေကြောင့်ပဲ6လာတာမျိုးစဖြစ်တာပေါ့နော်အဲ့တော့နှစ်ရှည်လာများဖြစ်လာတဲ့ပြဿနာတစ်ခုကိုဖြေရှင်းတဲ့အချိန်ကြတော့အချိန်တစ်ခုနဲ့ပြန်ပြီးတော့ဖြည့်ရှင်းရတယ်ပေါ့နော်အဲ့တော့ခေါင်းလျှော်ရည်ကိုတစ်ပတ်ကို3ချိန်လောက်သုံးပေးရတယ်သုံးတဲ့ခေါင်းလျှော်ရည်ကလည်းနည်းနည်းတော့ကောင်းတဲ့ခေါင်းလျှော်ရည်မျိုးကိုက invest လုပ်ပြီးတော့သုံးရတယ်ပေါ့နော်အဲ့ဒီအချိန်ဒီမှာတော့နည်းနည်းတော့ပတ်စံသုံးရပေါ့ဘယ်ခေါင်းလျှော်ရည်ကကောင်းလဲဆိုတာမျိုးကိုဒီချာရွေးပြီးတော့မှအဲ့ခေါင်းလျှော်ရည်နဲ့ပုံမှန်တစ်ပတ်ကို3ချိန်လောက်လျှော်တန်ရှင်းနေကျွန်တော်ထင်တယ်2လ3လလောက်မှာတင်မယ်ဘောက်ကသူ့ဘာသူအလိုလိုပျောက်သွားရပါတော့ဒါတော့ကျွန်တော်တို့အလုပ်ဖြစ်ခဲ့တာပေါ့နော်တခြားသူနဲ့တူချင်းမှလည်းတူမယ်ပျောက်တဲ့သူလည်းရှိမယ်မပျောက်တဲ့သူလည်းရှိရင်လည်းရှိမှာပေါ့ကျွန်တော်တို့အလုပ်ဖြစ်ခဲ့တာကတော့အဓိကစက်ပြားတွေပိုင်းနဲ့ခေါင်းကိုလျှော်တာမျိုးမလုပ်တော့ဘဲနဲ့ဘောက်ပျောက်ဖို့အတွက်ဆိုပြီးတော့ထုတ်ထားတဲ့ခေါင်းလျှော်ရည်ကောင်းနဲ့တစ်ပတ်ကို2ချိန်လောက်ပုံမှန်လျှော်တာကိုလည်းတန်ရှင်းနေတာကဒီဘောက်ပြဿနာကိုတော့ဖြည့်ရှင်းလို့ရခဲ့တယ်ပေါ့နော်ဘောက်ထက်ပို့ပြီးတော့စိုးတယ်လို့ခံစားခဲ့တဲ့ပြဿနာတော့အဲ့ဝက်ချန်ပြဿနာပဲမြင်လဲတဲ့မျက်နှာမှာတင်ဒီအဖို့အနီးတွေကတမျက်နှာလုံးမြင်နေရတဲ့အခြေအနေမျိုးကအဲ့ထက်ဆိုးတာလည်းမရှိတော့ဘူးဆိုပြီးတော့အဲ့ဒီအရွယ်မှာခံစားခဲ့ရတယ်ပေါ့နော်ဒီဝက်ချန်ဒီမျက်နှာမှာအရန်ပျောက်ချင်တာဗျာခုနကပြောသလိုပဲဒီမင်းကလေးယောက်ျားလေးနည်းနည်း heat တက်ပါတယ်ဆိုတဲ့အရွယ်မှာကိုမျက်နှာကြီးမြင်လိုက်တာနဲ့မျက်နှာမှာဝက်ချန်နေအပြည့်နဲ့အဲ့တော့အဲ့ဝက်ချန်ကိုအရန်ပျောက်ချင်တာပေါ့နော်အဲ့ဒီဥစ္စာကကျွန်တော်တို့အဆိုးဆုံးဖြစ်ခဲ့တာမျိုးကျွန်တော်ဝက်ချန်အရန်ထွက်တဲ့အထဲမှာပါတယ်အဲ့တော့ကျွန်တော်ဖြည့်ရှင်းဖို့လိုက်ရှာတဲ့အချိန်မှာကျွန်တော်ရဲ့အဖေတွေအမေတွေကပြောပြီးတော့အဲ့လိုမျိုးအရေပြားဆေးကန်းတွေတွားတာမျိုးတွေဝက်ချန်ပျောက်တယ်ဆိုတော့ skin products တွေအများကြီးသုံးတာမျိုးတွေအများကြီးလုပ်ခဲ့တယ်ဗျာကျွန်တော်ဘယ်လုံးမှလုပ်လို့မရခဲ့ဘူးဒီနေ့အထိဖြည့်ရှင်းလို့မရခဲ့တဲ့ပြဿနာတွေကတကူကဝက်ချန်ဆိုလည်းမမဟုတ်ဖြည့်ရှင်းဖို့ကြိုးစားတဲ့နည်းတွေထဲမှာဒီညဘက်တနခါးတွေလိမ့်ပြီးအိတ်လို့ရှိရင်ဝက်ချန်ပျောက်တယ်ဆိုလို့ကျွန်တော်ညဘက်တနခါးတွေအပြည့်နဲ့တရေကြီးလိုမျိုးလိမ့်ပြီးအိတ်တဲ့အခြေအနေမျိုးတွေတောင်ရှိခဲ့ဘူးတယ်ဒါပေမဲ့လည်းမပြောက်ပါဘူးတခုရှိတာအသက်20လောက်မှာလုံးဝမထွက်တော့ဘဲနဲ့ဝက်ချန်ရက်သွားတယ်ဒါကတော့ကျွန်တော်လိုက်ဖက်ကြည့်ရသလောက်ဒါကအသက်အရွယ်နဲ့ဆိုင်တဲ့ဟော်မုန်းအပြောင်းလဲတွေကြောင့်ဝက်ချန်ထွက်တာပေါ့နော်အဲ့အရွယ်တွေထွက်တဲ့အချိန်မှာကိုကအရန်ခက်တယ်ပျောက်ဖို့လည်းမလွယ်ဘူးတယောက်နဲ့လည်းမတူဘူးပေါ့အများတန်းပြောရင်ဒီလိုပဲဒါကျန်းမာရေးပြဿနာတွေကြတော့တယောက်နဲ့တူချင်မှလည်းတူမယ်ကျွန်တော်တကယ်ချင်းတချို့ကကြတော့ဒီ salicylic acid ပါတဲ့မျက်နှာသစ်ဆေးနဲ့ပုံမှန်တက်လိုက်တာစောစီဝက်ချန်နေမထွက်တော့ဆိုရသူလည်းရှိတယ်ဆိုတော့ဘလူကူဒီနေ့ဒီချိန်ဒီဝက်ချန်ကို
ထွက်နေတုံးပဲဆိုတဲ့သူတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်အတွက်ကကြတော့ခုနကပြောသလိုပဲဟော်မုန်းအပြောင်းလဲနဲ့အသက်20ကျော်လောက်မှာပေါ့နော်ဝက်ချန်ကလုံးဝမထက်တော့အောင်ပျောက်သွားတယ်ဆိုတော့ဒါကတော့ဝက်ချန်နဲ့ပတ်သက်ပြီးတော့ပြဿနာဆိုတော့နောက်တစ်ခုကကျွန်တော်အရန်ပိန်ငယ်ထဲပါတယ်ဒီနေ့ထိလည်းမဟုတ်ပါဘူးဒါပေမဲ့အဲ့အရွေကတော်တော်ပိန်ငယ်တာကျွန်တော်အယိုးပြိုင်းနေပေါ့နော်အဲ့ပြဿနာတွေကိုဖြေရှင်းခြင်းလို့ကျွန်တော်ဒီဘယ်လိုပြောမလဲ body classification terms တွေလို့ခေါ်တဲ့ဒီ ectomorph တို့ mesomorph တို့endomorph တို့ဘာလို့အဲ့လိုအထိသိတဲ့အထိကိုကျွန်တော်လေ့လာခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အဲ့ပြဿနာကြတော့ဖြေရှင်းနီးရှိတယ်ပေါ့နော်ဆိုတော့တခုရှိတာကဒါတွေကကျွန်တော်တို့ရဲ့ genetic နဲ့ဆိုင်တယ်ပေါ့နော်အဖေရောအမေရောနှစ်ယောက်စလုံးကပေပင်ပပသူတွေဆိုလို့ရှိရင်မွေးလာတဲ့သားသမီးကပေပင်ပပဖြစ်ဖို့က chance အများကြီးပိုများတယ်အဖေရောအမေရောဝါရတယ်ဆိုလို့ရှိရင်သားသမီးကလည်းဝါဖို့ chance ပိုများတယ်ဒါကကျွန်တော်တို့ရဲ့ genes တွေနဲ့ဆိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းဘယ်သူမှအရန်ပိတ်နေတာအရန်ဝါနေတာကိုမကြိုက်ဘူးကျွန်တော်ကအရန်ကိုပိတ်နေတဲ့ပါတယ်အဲ့တော့ဒီပြဿနာအတွက်ကဖြေရှင်းနေရှိတယ်လို့ပြောလို့ရတယ်ကျွန်တော်ပိန်လာအရန်ပိန်နေဆိုလို့ရှိရင်ရှင်သွား body transformation လုပ်ဖို့အတွက်တည်တည်ချာချာ exercise တွေလုပ်တခုရှိတာကဒီ exercise တွေလုပ်ပြီးတာနဲ့တန်းပြီးတော့လူကအကောင်ကြီးဖြစ်သွားတာမျိုးတော့မဟုတ်ပြန်ဘူးဒီ exercise တွေကိုပုံမှန်လုပ်ရမယ်ပြီးရင်နားနေတဲ့အခြေအနေတွေမှာဘယ်လိုနေထိုင်နေတယ်နောက်အစားအသောက်ပုံမှန်အိပ်ဖို့ဒီအရာတွေကိုတိတိကျကျ follow လုပ်နိုင်လို့ရှိရင်ဒီပြဿနာဖြေရှင်းလို့ရတယ်ဒါပေမဲ့အဲ့အသက်အရွယ်မှာကပုံဝင်လင်းပြောလို့ရှိရင်တခုခုကို focus ထည့်ပြီးတော့အပြည့်အဝဒါကိုလုပ်မယ်ဆိုတော့ dedication ကနည်းတယ်ဗျာကျွန်တော်အတွက်ပေါ့ဗျာဒါကျွန်တော်ပေါ့ကျွန်တော်အကြောင်းပြောနေတာဆိုတော့အဲ့လိုမျိုး dedicated ဖြစ်တဲ့သူတွေကတော့ဒါဒီပြဿနာတွေကိုဖြေရှင်းလို့ရတယ်ပိန်တဲ့သူကလည်းအတိုင်းအတာတစ်ခုထိပြည့်ဖြူဖြစ်လာအောင်လို့ဒီ body building လုပ်တာ gym ဆရာတွေရဲ့စကားကိုတတိကျကျလိုက်နာပြီးတော့ကိုယ်တန်းကလည်းဒီလိုဖြစ်မြောက်အောင်လုပ်မယ်ဆိုတဲ့စိတ်ခံခဲ့မှရှိရဆိုလို့ရှိရင်ဒီပြဿနာဖြေရှင်းလို့ရတယ်ဒါပေမဲ့ခုနကပြောသလိုပဲအဲ့အသက်အရွယ်မှာကပုံဝင်လည်းပြောရရင်ဝါကျင်တယ်ဆိုပြီးကျင်သွားအပ်လိုက်တယ်ပြီးနောက်2ပတ်လောက်ကြာလို့ရှိရင်ဟိုကမအားလို့ကြောင်းတက်မှမို့လို့ဟိုသွားမှမလို့ဒီသွားမှမလို့ဆိုပြီးတော့မသွားပြတော့ပြန်ဘူးကျွန်တော်တို့ကကျင်သွားတာမျိုးထက်အိမ်မှာထိုင်ပြီးတော့အခန်းထဲမှာဘောလုံး game ထိုင်နှိပ်နေတာမျိုးကပို့ပြီးတော့satisfying ဖြစ်ပြီးတော့ကိုအပန်းပြေစီရလို့ခံစားရတာမျိုးပေါ့ဗျာအဲ့တော့ဂျင်ကမသွားပြဘူးမသွားပြတော့ဒီခန္ဓာကိုယ်ပြောင်းလဲခြင်းနဲ့စိတ်ကပြင်းတဲ့စိတ်ကိုမကြုံနိုင်ဘူးလို့ပြောရင်လည်းရတယ်ဖြည့်ရှင်းဖို့နီလန်ကတော့ရှိပေမဲ့ဒီနေ့ထိမဖြည့်ရှင်းနိုင်ခဲ့တဲ့ပြဿနာပေါ့နော်ဒါကတော့တခုအကြံပေးခြင်းတာကအဲ့လိုမျိုးအသက်ဆယ်ကျော်သက်အရွယ်ကလေးကနေပြီးတော့အားကစားတစ်ခုခုကိုတော့ဆွဆွမြဲမြဲလောက်တာကကိုယ့်အတွက်ရည်ရှိမှာကျန်းမာရေးအတွက်ရောကိုယ့်ရဲ့ခန္ဓာကိုယ်ပုံပန်းသက်တမ်းအတွက်ပေါ့တော်တော်လေးကောင်းတဲ့အထဲမှာပါတယ်ပေါ့သူတစ်ပြည့်လိုမျိုးကိုယ်ခံပညာတစ်ခုခုကိုငယ်ကတည်းကနေပြီးတော့အတိုင်းအတာတစ်ခုထိကျွမ်းကျင်အောင်သင်ထားရင်လေယောက်ျားလေးတစ်ယောက်အတွက်ဆိုတာဘယ်အခြေအနေမှာဘာဖြစ်မယ်ဆိုတာပြောရတာခက်တယ်ပေါ့နော်ကျွန်တော်တကယ်ရင်တက်ကောင်ဆိုလို့ရှိရင်ဒီကောင်ကလည်းပင်ပပအရက်ကလည်းပူဒါပေမဲ့သူကရန်ကုန်တိုင်းအဆင့်လက်ဝဲကစားသမားသူ့ကိုသွားပြီးမင်းပါကောင်လည်းညာကောင်လည်းဆိုရှင်ကျွန်တော်2ရက်လောက်အဲ့ရတွေကမထနိုင်ဖြစ်သွားတာမျိုးထိသူ့မှာပြောရမလဲအလေးချင်းနေရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအားကစားတစ်ခုခုကိုယ်ခဲပညာတစ်ခုခုကိုတတ်ထားတာလည်းယောက်ျားလေးတစ်ယောက်တော့ပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးတစ်ခုကတော့ပတ်စံမရှိဘူးလို့ခံစားရတာမျိုးပေါ့နော်ဒါကတော့အဲ့အသက်အရွယ်မှာဖြစ်လေဖြစ်တာရှိတဲ့အရာလို့ပဲပြောရမယ်ကျွန်တော်တို့မှာကိုယ်ပိုင်ပတ်စံမရှိသေးဘူးကျွန်တော်တို့ရဲ့မိဘတွေကပေးသုံးတယ်မဟုတ်ဖို့ပဲသုံးနေရတာအဲ့တော့ကျွန်တော်တို့လိုချင်တာတွေအများကြီးရှိပေမဲ့မဝင်နိုင်ဘူးပေါ့ဗျာဒါကတော့ရှင်းပါတယ်အဲ့ဒီအချိန်ဒီမှာတခြားသူတွေကကိုယ်ပိုင်ကားတွေဘာတွေနဲ့ကြောင်းလာတဲ့ကောင်တွေပါဆိုရှင်ကျွန်တော်ကအရင်အားကြတာပေါ့နော်အဲ့ဒီအချိန်တော့ကျွန်တော်ရေချောင်းတက္ကသိုလ်မှာကားစီးနေတဲ့ကောင်ကဆရာပဲကျွန်တော်တို့တွေမှာကားလည်းမရှိဘူးကျွန်တော်တို့ကဘတ်စကားတူးစီးပြီးတော့ရှောက်သွားတာပေါ့နော်အဲ့ဒီခံစားချက်ကိုပို့ဝင်လင်းပြောလို့ရှိရင်ဒါကလည်းပုံမှန်ပဲပေါ့နော်ကိုယ့်ကို broke ဖြစ်တယ်ပတ်စံမရှိဘူးလို့ခံစားနေရလို့ရှိရင် don't worry ကျွန်တော်တို့ဒါအကုန်လုံးအတူတူလူတော်တော်များများခံစားရတဲ့ခံစားချက်ပဲပေါ့နော်ဒါပေမဲ့အဲ့ဒီအရာတွေကပဲကျွန်တော်တို့တွန်းအားတွေဖြစ်စေလိမ့်မယ်ကျွန်တော်ထပ်ပြီးလူချင်းနေတဲ့ဘေဟာတော့လူချင်းနေတဲ့ငါရအောင်ယူမယ်ဆိုတော့တွန်းအားတွေနဲ့ကျွန်တော်တို့ရဲ့ရှေ့သွားနေတဲ့လမ်းတွေကိုပို့ပြီးတော့အားပြည့်စေလိမ့်မယ်ဆိုတော့ကျွန်တော်ဆိုရှင်လည်းကျွန်တော်တင်မောပထမဆုံးတစ်ခေါက်ဒုတိယတစ်ခေါက်မှထင်တယ်ဒုတိယတစ်ခေါက်ပြီးမှကျွန်တော်ပတ်စံလုံးလောက်စုမိပြီးတော့ကျွန်တော်ပထမဆုံးလောက်တာကျွန်တော်ကားသွားပြီးဝေးတာပဲပေါ့နော်အဲ့တော့ကိုအရန်လူကျင်နေတဲ့အရာတစ်ခုရလာတဲ့အချိန်မှာခံစားရတဲ့ခံစားချက်ကလည်းဘယ်အရာနဲ့မှမတူဘူးပေါ့နော်တခါကြောက်ရှင်ကို့မှာပြဿနာတွေရှိနေတာကိုအားငယ်နေတာမျိုးထက်တွန်းအားအနေနဲ့ပဲပို့ပြီးတော့ဒါကိုရအောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးပေါ်လာစေတာမျိုးလည်းရှိတယ်ပေါ့နော်ဒါကကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အရာတွေထဲမှာကျွန်တော်လာမေးထားတဲ့အပေါ်ကျွန်တော်ရဲ့အတွေ့အကြုံပြန်ပြီးတော့ပြောပြဖြစ်ပါတယ်ဒီလောက်ပါ